ညီကိုတို့အားလုံးမင်္ဂလာပါကျွန်တော် Chelsea Arena YouTube channel ကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဗီဒီယိုတွေမတင်လာကြပြီပေါ့ဆိုတော့ဒီနေ့အတွေ့အကြုံတစ်ခုဝင်လာလို့ပါဒီဘာလို့ကျွန်တော် Vizi Chain Chelsea fan တွေရဲ့အသေးသေး Vizi Chain ကကျွန်တော်ပြန်လာပြီလားပေါ့လေဆိုတော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်ဗီဒီယိုလေးတစ်ခုလုပ်ချင်လို့ပေါ့နော်ဆိုတော့အဓိက Vizi Chain ရဲ့တရားဒီကျွန်တော် Chelsea အတွက်ပြိုင်ပွဲတော့29ပွဲကစားပေးထားတယ်ကျွန်တော်3ဂိုးသွင်းပြီးတော့6ချိန်ဖန်တီးထားတယ်ပေါ့လေPremier League မှာဆိုရင်တော့2ဂိုးသွင်းပြီးတော့4ချိန်ဖန်တီးထားတယ်19ပွဲမှာပေါ့အဲ့တော့ဒီက Vizi Chain ကကျွန်တော်ဒီ weekend ဒီကျွန်တော် Chelsea လူငယ်ကနေပေါ်ထွက်လာတာဖြစ်တယ် weekend မှာအငှားကစားတယ်ပြီးတော့ weekend မှာခြေစွမ်းကောင်းတွေတောက်လျှောက်ပြတဲ့အတွက်ကျွန်တော်ဒီ Chelsea အသင်းကိုရောက်လာတယ်ပေါ့နော်ဆိုတော့ Chelsea အသင်းမှာဆို2019ကနေအခုထိပေါ့လေကျွန်တော်2026လောက်အထိ2026မရောက်သေးဘူးပေါ့နော်ရောက်တော့မယ်ပေါ့အဲ့ဒီသူကကစားနေတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီVizi Chain ကိုအယောင်တင်ပေးတဲ့နီးပြားတွေထဲမှာဆိုရင် Conti နဲ့ Tuchel တို့ပါမယ်လို့ထင်တယ်ပေါ့နော်ခြေဝဲနဲ့ Vizi Chain တွဲခဲ့တဲ့ချိန်တွေကျွန်တော်ဒီအလွန်ဆုံးနဲ့ Vizi Chain တွဲခဲ့တဲ့ချိန်တွေဒီလိုချိန်တွေရှိခဲ့တယ်အဲ့ဒီချိန်မှာ Vizi Chain ရဲ့အကောင်းဆုံးခြေစွမ်းတွေအကောင်းဆုံးပုံစံတွေမြင်ခဲ့ရတယ် Vizi Chain ဘယ်လောက်ကောင်းလဲဆိုတော့ကျွန်တော်တို့ Chelsea fan တွေအကုန်သိခဲ့တယ်နောက်ဆုံး Real Madrid ကနေမှခေါ်ယူဖို့ကမ်းလှမ်းမှုတွေအထိရှိတဲ့အထိကိုဖြစ်ခဲ့တယ်ပေါ့လေVizi Chain က Chelsea နဲ့အောင်မြင်မှုတွေဆိုရင်လည်းကျွန်တော် FIFA World Cup ကိုသူ Chelsea နဲ့2ချိန်ရထားတယ်ပြီးတော့ကျွန်တော်တို့ဒီ Champions League ပလာသူတစ်ချိန်ရထားတယ်ပေါ့နော်ပြီးတော့ဒီကျွန်တော်တို့ Europa League တစ်ချိန်ရထားတယ်ကျွန်တော် Super Cup တစ်ချိန်ရထားတယ်ပေါ့ဆိုတော့ဒီအောင်မြင်မှုတွေရထားတယ်ဒီအောင်မြင်မှုတွေမှာလည်းသူကအသင်းအတွက်အထူးထောက်တိုင်ကစားသမားလည်းဖြစ်ခဲ့တယ်ပေါ့အဲ့တော့ဒီရာသီမှာ Chelsea အတွက် Vizi Chain အကောင်းဆုံးပွဲတွေကိုကျွန်တော်တို့ဒီမှာထုတ်လုပ်ပြီးတော့အနေနဲ့ချင်းပြောပြရမယ်ဆိုရင်ကျွန်တော်တို့အထူးကတော့ Arsenal နဲ့ပွဲပေါ့နော် Arsenal နဲ့10ယောက်17ယောက်နဲ့ကန်ခဲ့တဲ့အချိန်မှာVizi Chain ကကွင်းလယ်မှာ Declan Rice ဆိုပြီး Man United တို့နဲ့ရှင်ပြီးတော့အသင်းကိုထိန်းချုပ်ပေးသွားနိုင်ခဲ့တယ်။ကန်စီလိုမရှိတဲ့အချိန်မှာပေါ့ကန်စီလို Rocket နဲ့ထွက်တဲ့အချိန်မှာထိန်းချုပ်ပေးသွားနိုင်ခဲ့တယ်။ဒီပွဲမှာဆို Vizi Chain ဘယ်လောက်ကောင်းလဲကျွန်တော်တို့မြင်နိုင်ခဲ့တယ်။ပြီးတော့ကျွန်တော် Newcastle တို့ဘာစီလိုနာတို့ Liverpool တို့ပေါ့နော်အဓိက Big Man တွေမှာဆိုတော့ Vizi Chain ဘယ်လောက်ကောင်းလဲဆိုတော့သိခဲ့တယ်ပေါ့။ So Newcastle နဲ့ပွဲမှာဆိုတော့ Vizi Chain ရဲ့ပထမဆုံး first half ပထမဆုံးကျွန်တော် second half တော့ပါကျွန်တော်ဒီ free kick goal နဲ့ကျွန်တော်ပြန်လာနိုင်ခဲ့တယ်ပြီးတော့ကျွန်တော်ဘာစီလိုနာကိုနိုင်ခဲ့တဲ့ပွဲတွေလီဗာပူးနိုင်ခဲ့တဲ့ပွဲတွေမှာဆိုရင် Vizi Chain ဘယ်လောက်ထိကောင်းလဲကျွန်တော်မျှော်မှန်းနေမြင်နိုင်တယ်လောလောဆယ်ရှုံးထားတဲ့ Aston Villa နဲ့ပွဲမှာဆိုရင် Vizi Chain ကအသင်းရလာတာရှုံးသွားတယ် Vizi Chain အကောင်းဆုံးကစားနိုင်ခဲ့တယ်ဒီ Fumo ကပေးထားတဲ့ဒီ Team of the Week မှာလာပြီး Vizi Chain ပါခဲ့တယ်ပေါ့လေဆိုတော့ဒီပြိုင်ပွဲစုံဒီရာသီအတွက်ပြိုင်ပွဲစုံပေါ့နော်ကျွန်တော်29မှာ Vizi Chain ကစားပြီးတဲ့အချိန်မှာ Fumo က rating မှာဆိုတော့ 7.3 အထိရှိခဲ့တယ်ပေါ့အဲ့တော့အဲ့လိုကစားသမားမျိုး Vizi Chain ရဲ့အကောင်းဆုံးခြေစွမ်းတွေကိုကျွန်တော်ပြန်မြင်နေရတယ် Vizi Chain ပြန်လဲကောင်းမလာတာကလည်းကျွန်တော် Ansu Mares ကကင်တွယ်ပုံနဲ့လည်းသက်ဆိုင်နေဘယ်လိုပြောရမလဲတနည်းတစ်ဖုံတော့သက်ဆိုင်နေပေါ့လေ Vizi Chain ကိုသူတနေ့ကျထိမ့်သိမ့်ပြီးတော့ကင်တွယ်တယ်တန်ရာထက်မရအောင်သူတေချာလေးကင်တွယ်ခဲ့တယ်အဲ့တော့ Vizi Chain ကဟိုချိန်မှာ fitness တော်တော်လေးပြည့်နေတယ်လို့ခံစားရတယ်အဲ့တော့ Vizi Chain ပြန်လာနိုင်ခြင်းမှာလည်း Ansu Mares ကကျေးဇူးတွေတော့ပါလာလိမ့်မယ်အရင်နေ့ပြလက်ထက်မှာဆိုရင် Vizi Chain ကကန်လိုက်တပွဲကန်နှစ်ပွဲကန်လိုက်10ပွဲလောက်နားလိုက်ပေါ့လေဒီလိုအရာတွေကိုကြုံတွေ့ခဲ့ရတာပေါ့အဲ့တော့ကျွန်တော်တို့ဒီဟာလေးစဉ်းစားပြီးတော့ကျွန်တော်တို့တစ်ခုလောက်စဉ်းစားကြအောင်ကျွန်တော် Vizi Chain ပြန်လာပြီလားပေါ့Vizi Chain ကောင်းအရန်ကောင်းခဲ့တဲ့အချိန်ကိုကြည့်ခဲ့တဲ့လူတွေဆိုရင်သိနိုင်လိမ့်မယ် Vizi Chain အရန်ကောင်းတယ် defensive ဘိုင်းမှာ creative ဘိုင်းမှာဒီကျွန်တော်တို့ cross ပို့တဲ့ဘိုင်းမှာဆိုလုံးဝ Vizi Chain cross တွေဆိုရင်လုံးဝဟိုလို့ပြောကွက်တီပေါ့နော်ကျွန်တော်တို့ game ထဲမှာဆို pin point cross ပေါ့လေဒီလောက်ထိတိကျတယ်ကောင်းတယ်မှန်းဆရခတ်တယ်ပေါ့လေဒီလိုကစားသမားမျိုးအရန်ကောင်းခဲ့တယ် Real Madrid ကပါခေါ်ဖို့ကြိုးစားခဲ့တဲ့အချိန်တွေရှိခဲ့တယ်ဒါပေမဲ့ injury နဲ့သူလုံးပန်းသွားတယ်ပေါ့ဒီရာသီမှာဆိုရင် Vizi Chain ပြန်လာနေတယ်သူ့ရဲ့အကောင်းဆုံးခြေစွမ်းတွေသူချပြနိုင်နေတယ်ရင်တော့ right back ဆော့တဲ့အချိန်မှာဒီ Ansu Mares ကလက်ထက်မှာဆိုသူ right back နေရာမှာကွင်းနဲ့တက်ဆော့ရတဲ့အချိန်မှာဆိုလဲဒါအသင်းကိုထိန်းချုပ်ပေးသွားနိုင်ခဲ့တယ်သူရဲ့အကောင်းဆုံးခြေစွမ်းတွေကိုသူထုတ်ပြနိုင်ခဲ့တယ်သူရှင်ရတဲ့အမားရုံဆိုတာမရှိသလောက်နေတယ်ပေါ့လေနေတယ်ဒီရာသီသူတောက်ချောက်ပြန်ကောင်းနေတယ်အဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်အောင် Vizi Chain ပြန်လာပြီလားညီကိုတို့ဘယ်လိုထင်လဲပေါ့လေကျွန်တော်အထင်ကိုပဲပြောပြမယ်ဆိုရင်တော့Vizi Chain ကပြန်လာနေပြီဟိုဘယ်လိုပြောရမလဲဟိုပြန်လာတာသူတန်ရခဲ့တဲ့အချိန်လေးအကုန်လုံးကြော်ဖြတ်ပြီးတော့သူကောင်းကောင်းမွန်မွန်နဲ့သူပြန်လာနေပြီဒီ
ဒီခြေသွမ်းလေးဒီ resistant လေးဒီဟာလေးကိုထိန်းတာပေါ့လေဖီစီချင်းကကဘာအကောင်ဆုံး right back တယောက်အရင်တော့ကဘာအကောင်ဆုံး right back လို့သတ်မှတ်လို့ရတယ်ပေါ့လေ right back တယောက်ပေါ့အခုချိန်မှာဆိုရင် injury ကင်းရင်လည်းသူကကဘာအကောင်ဆုံး right back တယောက်ဖြစ်မယ်လို့ကျွန်တော်သတ်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့ကဘာအကောင်ဆုံး right back လို့ကျွန်တော်တို့သတ်မှတ်နိုင်တယ်ပေါ့လေပြန်ပြီးတော့ဒီခြေသွမ်းတိုင်းလေးဒါကဘာနိုင်ကျွန်တော်ကဘာအကောင်ဆုံး right back နေအောင်ပြန်အောင်မယ်လို့မျှော်လင့်တယ်ဟိုချိန်မှာလည်း Chelsea အတွက်အကောင်းဆုံး player တယောက်ကိုခြေသွမ်းပြမယ်ခြေသွမ်းပြတယ်အကောင်းဆုံး player တယောက်ဆို Ricky ချင်းကိုပြလိုက်မယ် captain လက်ပတ်နဲ့တကယ်ကောင်းမွန်တဲ့ခြေစွမ်းနဲ့ကောင်းမွန်တဲ့ကစားပုံတွေအသင်းကိုဥဆောင်နိုင်မှုတွေပြသနေတယ်ဒါပေမဲ့အသင်းကတော့ရလက်ပိုင်းတွေရိမ့်ရိုင်နေတယ်ပဲပေါ့အဲ့တော့ကျွန်တော်ကတော့ Ricky ချင်းကဒီပုံစံ line ဒီ injury ကင်းကစားဒီကစားပုံဒီ injury ကင်းနဲ့သာဆိုရင်ကျွန်တော်အရင်တော့လိုမျိုးကွာအကောင်းဆုံး right back တယောက်ပြန်ဖြစ်နိုင်မယ်လို့ပြောနေတယ်ဒီချိန်ပြန်လာပြီလို့ကျွန်တော်ထင်တယ်အဲ့တော့ညီကိုရောဘယ်လိုထင်လဲကိုမှဝင်ဆွေးနွေးပြကြပါအားလုံးကျေးဇူးတင်ပါတယ်